နတ်တွေကလူတွေရဲ့လူလောကကိုအမြဲတမ်းစိတ်ဝင်စားတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင်နေကြတော့လည်းပဲနတ်တွေကလူတွေနဲ့အလွန်ပတ်သက်မှုရှိတယ်ဘာဖြစ်လို့လဲဆိုတော့လူပြေမှာကုသိုလ်ကောင်းမှုလုပ်ပြီးနတ်ပြေရောက်သွားကြတာဆိုတော့လူလောကအရေးကိုနတ်တွေကပိုစိတ်ဝင်စားတယ်လို့ပြောလူပြေကစီးပွားရှာလို့ကောင်းတယ်ဘာပြေလူတွေတော့ထိုင်တို့ဒီနာသွားရှာနေကြစီးပွားနတ်တွေကတော့လူပြေကိုစီးပွားရှာကြလူပြေကစီးပွားရှာလို့အောင်မြင်သွားတဲ့နတ်တွေဟာနတ်ပြေမှာဘုဒ္ဓကိုကြည်ပြီးတော့ချမ်းသာသာနေသွားကြစီးပွားရေးအောင်မြင်တဲ့ပုဂ္ဂိုလ်တွေအဲ့ရောက်သွားဆက်ဆက်မှုတွေကရှိတယ်ဒီနေရာထဲမှာတမွားတွေမြဲနေကြတာမဟုတ်ဘူးနတ်တွေနဲ့လူတွေနဲ့ဆက်ဆက်မှုဆိုတာအလုံးကိုများတယ်မြတ်စွာဘုရားဟောတဲ့ထိုးတာရကတွေထဲမှာလည်းနတ်တွေအကြောင်းကိုထဲဟောတယ်ကိုရောက်တဲ့နေရာမှာတဲ့ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမေတ္တာပို့ပါအမြဝေပါအမြဝေပါနေရာအသစ်နေတိုင်းမြတ်စွာဘုရားအဲ့ဒီလိုနေရာအသစ်ရောက်လာပြီဆိုရင်ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမြဝေပါတဲ့လူတွေလည်းမြဝေကြတာပဲသို့တော့ကိုမြဝေတာကိုသိတဲ့လူကကိုမိတ်ဆွေတွေအနိပါပဲရှိနည်းနည်းပဲရှိတယ်နော်ကိုမြဝေတာကိုစောင့်စားမျှော်လင့်နေတာကတော့နတ်တွေပဲကုသကောင်းမှုလုပ်ပြီးတော့နတ်တွေကစောင့်စားမျှော်လင့်ဒါလူတွေကမသိဘူးနတ်နဲ့လူနဲ့ဘယ်လောက်ထိအောင်ပတ်သက်နေတုံးဆိုမြတ်စွာဘုရားလက်ထက်တုန်းက